ယောအခုကလောက်ပြီးသွားရင်လောက်ပြီးသွားတော့ဖက်နဲ့တစ်ခုမဲပေါက်တယ်သွားယူမယ်နော်မဲပေါက်မယ်မပေါက်မယ်မသေးကြတဲ့အတွက်တခြားတော့ဟိုမှာဖြစ်ခဲ့ရတဲ့အတွက်ဟိုကိုမိုက်တွေပါယူမလားအဲ့အတွက်အတန်ကတော့နည်းနည်းကောင်းချင်မှကောင်းမယ်ဆိုတော့အခုအလုပ်ပြီးသွားရင်မနေ့ခင်းနဲ့အလုပ်လုပ်နေရတာဆိုတော့သူကရွယ်နေပြီသူကကြည်နေပြီနော်အင်ကြီးအောင်ကြည်လိုက်ဟိုဒီဗီဒီယိုဟိုရှေ့ရဗီဒီယိုကအင်ကြီးပဲဘာလဲဆိုတော့ရမသေးကြတဲ့အတွက်ကောက်ပြီးတော့မနေ့ကစော်ကြီးအလုပ်လာတယ်ဆိုတော့တွေ့ရအင်ကြီးကောက်ဆွဲလာတယ်ဆိုတော့ဒီအင်ကြီးပဲဖြစ်နေဆိုတော့ okay ဆိုတော့အခုသွားရမယ်ဆိုတော့ east ကိုသွားရမှာဆိုတော့ဒီအချိန်က east က sound traffic များတယ်ပုံမှန်ချိန်ဆိုရင်20-25မိနစ်ပဲမောင်းမယ်ခီအခုက1နာရီလောက်မောင်းယူရမယ်ဆိုတော့ဆိုင်က6နာရီပိတ်မယ်ဆိုတော့မိပါတယ်အေးစေးပေါ့နော်ဒီဖက်နဲ့ရဲ့တမိုင်းချောင်းနေဖက်နဲ့ဒီဖက်နဲ့ကိုတွဲထုတ်တဲ့လူတွေရဲ့တမိုင်းချောင်းတွေဘာတွေရောမရှင်းပြတော့ဘာလို့ဆိုတော့ဖက်နဲ့အကြောင်းပြောတဲ့လူတွေအကုန်လုံးကအပုံစံကြီးပဲအကုန်လုံးရှင်းပြရဲဆိုတော့မရှင်းဟိုစားကိုဘလော့မှာတော့မရှင်းပြတော့ဘူးဘာလို့ဆိုတော့သိရမလားဟို Google ခေါက်လဲတည်နေပြီသိရမလားဆိုတော့ AI ဟိုတော့မေးကြည့်လိုက်ရင်တော့ဒီကောင်ကိုမဖြေနေပြီဆိုတော့ချင်းသိရမြန်မာလိုလဲပြောပြရဆိုတော့ပြောပြမိတော့ဖက်နဲ့တရံကိုဘလိုမျိုးမဲထည့်ရတယ်မဲပေါက်ရင်ဘလိုမျိုးသွားယူရတယ်သိရမလားဖက်နဲ့တွေကိုဘလိုတန်းစီပြီးဝယ်ရလဲဆိုတဲ့ဥစ္စာတွေကိုအားရင်သွားပြင်အဲ့အရာတွေကိုရိုက်မယ်အဲ့ဥစ္စာတွေကိုပြောပြမယ်ဘလိုမျိုးလုပ်ရလဲဆိုတာတွေကိုဟိုရိုက်ပြမယ်ပေါ့နော်ဆိုတော့ဒီရဲ့အကြောင်းသိချင်တော့ရှင်းပြလူရှိမှသိကြည့်ပါနော်ဆိုတော့ okay သွားမယ်ဖက်နဲ့သွားယူမယ် okay စိုင်းနံပါတ်ရိုက်ထည့်မယ်okay ဒီကောင်ဆိုတော့ရှိတာ14မိုင်ပဲရှိတယ်နော်ကြည့်လိုက်အခြေုံရှိုးလိုက် traffic ကလုံးဝကျွတ်လင်များမှာတူလားနော်တခါတည်းစီကြောက်ဝမ်းကြောက်ဒီဖြစ်ကုန်မယ်နော်ဒါပေမဲ့သွားမှာမတက်နိုင်ဘူးဆိုတော့9နာရီခွဲရောက်မယ်ဆိုတော့ okay let's go ဒီနေ့ကမိုးတော့မယ်လို့ပြောထားပဲနဲ့မိုးကရွာတယ်စောက်တယ်တည်ရမလားနော်ရန်ကုန်မှာလည်းငလှနေပါလေလှုံတယ်ဒီမှာရာဒီဦးတို့ကအားလုံးမသိဘူးတဲ့မှာငလှနိုးထားလာပြီဆိုတော့တင်းအောင်နေရာထဲမှာစောက်လို့လည်းဖြစ်နေကြတယ်ဦးတို့ကဆိုမိုးရွာနေမိုးလေးဝတ်သားမှာမိုးကရွာမယ်မပြောပဲနဲ့မိုးကထားဒီမှာမိုးတိုင်းကားကိုကျက်တယ်ဘာလို့လဲဆိုတော့ဒီကလူတွေကမိုးရွာထဲမှာကောင်းပေါင်းစောင်းနဲ့ကြွတ်တယ်ဘလို့ကြွတ်မှန်းမသိဒီကောင်တွေကသိရမလားငါတို့ကရန်ကုန်မှာသိရမလားဟိုကားမြုပ်လည်းဖြုတ်တာပဲသိရမလားဟိုရေကြီးလည်းဖြုတ်တာပဲသိရမလားကားတော့သိမအောင်လားဆိုဒီမှာမရအားလုံးကားပုံမှန်တဲ့ပုံကျက်တယ်မိုးရွာရတာသိလားစောင်းရမ်းကြက်တဲ့အတွက်ကိုလမ်းတစ်ဖောက်ပြီးမောင်းတယ်နော်လမ်းတစ်ဖောက်ပြီးမောင်းတယ်စောက်ချင်အောင်လမ်းတစ်ဖောက်ပြီးမောင်းတယ်ရောက်မြောက်တော့မသိဘူးချိန်မြောက်တာကားမယ်နဲ့ပြန်မထက်တော့နော်တန်းနိုင်ဆွဲယုံကြည်မှုရာဒီလမ်းကသွားရင်တော့ရောက်နိုင်တယ်သိလားနော်ဘာလဲဆိုတော့ flu မှာဆိုရင်လည်းမလောတုံနေတဲ့တနာရီ10မိုင်လုံးနဲ့မောင်းတယ်ဆိုတော့ဆောက်တော့လည်းပြန်တယ်ဆိုတော့ဘယ်လိုမလဲကြာရင်ကြပါစေရွေးနေကိုဒီကားပဲဒီမှာရက်လိုက်သွားလိုက်ရတယ်တော့စိတ်တယ်မရှိတော့ဒီမှာဆိုမနေ့ကနေ့ကလည်းလောလောပြိုင်းနေတာအဲ့လိုမျိုးစိတ်မရှိဘူးဒီမှာဝဲမိုင်းများပါစေဒီမှာစီကုန်းပါစေဒီမှာရွေးနေကိုရေးကြည့်ဆိုတော့နော်စေနေထွေနော်ခဏလေးရမယ်ဘိုးလေးရနော်အားလုံးအေးစေးဒီမှာအလောကားနဲ့စီကပိတ်မအောင်ပြီးပြီလေသွားပြီလောကားနဲ့စီကပိတ်မအောင်ဟုတ်တယ်သွားလို့မရတော့ဒီမှာဟိုစား9နာရီအခုဆိုရင်9နာရီကျော်10နာရီမှမိုးချုပ်တယ်ဟိုဆမ်မာတဲ့တကယ်ဆမ်မာတဲ့ဝင်ပြီဆိုရင်10နာရီက9နာရီလောက်မှမိုးချုပ်တယ်ဆိုတော့ဖိုင်တိလားဟိုမိုရိုဗီယာရောက်နေဒီလမ်းနဲ့သွားရင်တော့ရောက်မယ်ရောက်ကိုရောက်ဆိုဒီလမ်းနဲ့သွားမယ်ကွာနောက်တဲ့စီးရီးတစ်ခုရောက်လာနော်လက်ချီတက်နေတာရောက်တော့အဲ့ရမှာဖြစ်မယ်ဒီနေ့ရမှာဖြစ်မှာဒီနေ့ပေါ့ဒီနေ့လာယူပေါ့နော်သူလာယူခန်းနဲ့
ရက်တွေလာတော့ဒါပေမဲ့နောက်နေ့အထိမနေ့ခင်းလောက်အထိကတော့တေးကြနည်းနည်းတော့တေးကြသေးတယ်ဘာလို့ဆိုတော့တကယ်ကြောက်ဖြစ်ပြီးသွားရေး तू ကရှစ်ပေးလုံးမဲ့ထင်ပြအိမ်မှာအေးစေးယူနေမမမို့ store picker ဆိုတာ तू ပြရတယ်ခောက်သွားတယ်နောက်နေ့ကျတော့မနေ့ကဆိုဆန်ဖွင့်ကန်ဒီဆိုင်ရှိမှတော့ဆောင်ဆိုင်တော့ဖွင့်ဝင်လဲယူရရတယ်ဆိုတော့မနေ့လောက်အထိကတော့တေးကြတယ်ဆိုတော့မနေ့ဒါပေမဲ့မနေ့ပြန်လုံးဝတနေ့ကုန်ရေလေဘီးစီမဲ့ရက်ဆိုတော့ဒီချိန်လောက်မှပြန်ထွက်နိုင်မယ်ဆိုဒီချိန်လောက်ဆိုတော့မသိရအောင်နော်ဆိုတော့ရှောင်းသွားမှာပဲတန်းနိုင်နော်โอเคရောက်တော့မယ်ဟုတ်တယ်နောက်ထပ်ဟို2မိနစ်နေရောက်ပြီဒီမှာအမှန်ဆိုဒီမှာဒီကသွားမယ်ဒီကကွတ်မယ်နော် GPS ကစီဆိုင်နဲ့ပေါင်းကြံနေတယ်နော်စောစောဟိုတမျိုးတော့ခေါ်တော့ခိုင်းဒီကကွတ်မယ်ကားငယ်ကွတ်ရောက်ပြီဒီဆိုင်ရောက်ပြီဒီမှာဒီဆိုင်ကဲရောက်ပြီတော့ ID ရတယ် ID နဲ့တိုက်ပြီးတော့စစ်ပြီးတော့မှတော့ပေးမယ်ဆိုတော့အခုကြောက်ပြီးမြင်ဝင်လိုက်မယ်နော်ဟုတ်ပြီလားနော်နောက်မှ support ရမယ်ဟုတ်ပြီလားနော်တော်တော်ဒီဖက်နဲ့ပွဲလို့โอเคဒီမှာရတာနော်ဆိုင်တော်ကြည့်ရဆိုင်တော့ဝင်းကြီးထဲမှာတူဆိုင်ပဲရှိအောင်လိုက်တယ်ဆိုတော့ဘာညာအားကြောင့်မသူတို့အများတန်းပွဲလောက်တာဒီမှာခဏရလာပြီဘာညာအဲ့ရောက်မှ show ပဲကြည့်မယ်နော်ဒီမှာဒီဆိုင်ဆိုင်တော့မဆိုဒါဒီဆိုင်ကဒါပထမဆုံးပောက်ကွာတည်မလားဆိုင်ကတော်တော်ကြီးရယ်ဒီ east ဘက်မှာဒီလောက်ကြီးတဲ့ဆိုင်ရှိရဆိုတာမသိဘူးဆိုတော့ okay ပြန်တော့မယ်နော်ဆိုတော့အိမ်ကျမှာစက်ဖွင့်ကြည့်မယ်ရုပ်မနေ့ကခဏသွားယူရဲဟာကိုရိုက်ပြထားတယ်ပြန်လာတော့ကစက်ရိုက်မျိုးဒါမှမရတော့သူကတော်ကီနေတော့ဒီနေ့မှရိုက်ဖြစ်တယ်ဆိုတော့ထားလိုက်ပါတော့ဘယ်နေ့ပဲရဆိုတော့ဟို share ဟာကိုကြည့်ပြီးလိုက်ဆိုတော့ခဏတူကြည့်မှာဂျပန် skater ဒီကောင်အိုလံပစ်မှာစုရတာနောက်ဆုံးစုရတာနဲ့တွေ့ဒီကောင်နဲ့ Nike နဲ့တွဲထုတ်တာ2ရန်ရှိပြီဒါဒုတိယပထမ1ရန်အကြောင်းပါကိုလေးလည်းမသိဘူးဒီကောင်ကကြတော့ mature အစိမ်းအောင်ပြီးမိုက်တယ်ဘာလို့ဆိုတော့ဒီဖက်ကစသထွက်တော့ဈေးက300နာကတာပါပြီးတော့ဒီကောင်သူထွက်လာကန်ဒီမှာဈေးကကြာဟောဟိုကြည့်ရအများကြီးထုတ်မယ်နဲ့တူတယ်ဆိုပြီးတော့တွေးလိုက်တဲ့အချိန်မှာကိုကမဲနေရတော်များမဲထည့်ပြီဟာဒုက္ခပဲလို့ဈေးကလည်းတောက်လျှောက်ကြာနေတော့ဆိုတော့ဈေးကတက်နေဘူး2ရက်3ရက်ရလည်းကိစ္စမရှိဘူးလေပြန်ဖြောလိုက်ရတယ်အခုကဟိုဘယ်တော့မှမမြက်ဖိနေ10လောက်ပဲမြက်ပြီးတော့စားလို့ရရှုပ်မှာဆိုတော့ဟာတေးပြီးတော့ငါနေရာတိုင်း300လောက်ပေါအောင်တော့ငါချီကားတိုက်ပြီးတော့တူတယ်ဆိုပြီးတော့တော်သေးတယ်ရင်တမမနဲ့ဆိုတော့တနေရာပဲပေါသွားတော့ဆိုတော့နော်โอเคဆိုတော့ဖက်တူဆက်ကြည့်မယ်ဒီဖက်ကိုပြောချင်တာဒီကောင်နဲ့တွဲထုတ်တယ်ပြီးတော့ဈေးကိုလေ135ချက်တန်းနဲ့ပေးနေရဖြစ်ပြီးဒီလို special ပေါင်းနဲ့မထုတ်ခင်နဲ့မှန်ထုတ်တဲ့ဥစ္စာဆိုခဲရံကူနဲ့ထုတ်ခဲရံကူနဲ့လာတယ်မကြီးအဲ့ရတိတ်ပြီး fee မလာအောင်ဘာပဲဖြစ်ထဲထဲကိုဆက်ကြည့်မယ်နော်ထဲမှာဆောင်းရမှာဆယ်အောင်လေးဒီမှာတာအကမိုက်ဒီမှာသူ့ရဲ့လူကိုပါမယ်ဒီကောင်ရဲ့ငှက်မှုလေးနှစ်ခု crossing လောက်ထားကောင်းတယ်တွေ့လားဆိုတော့မဆိုတင်မှာသူ့ရဲ့ဒီမှာလောက်ထားတဲ့အောက်စားရဲ့သုံးထားတဲ့ material တော်တော်များများအကောင်းစားဆန်တယ်ပါတင်မှာအပေါ်စားမဟုတ်ဆိုဒီမှာသူကအစိမ်းအောင်လုံးဝအစိမ်းအောင်မဟုတ်ပါလုံးဝဒီမှာဒါဘယ်လိုပြောမလဲဟိုစားဒီမချအမုတ်ဖြော်ရင်မကြေအစီလေးဖြစ်နေလေအဲ့လိုပုံစံမျိုးလေးလုပ်ပေးထားအော်ပြီးတော့ဒီဖက်မှာထူးကြတခုပါလေသိလားဆိုတော့ဒီဘက်မှာကွင်းထည့်ပေးတာတန်ကွင်းဒီမှာမဲတယ်ပါလေတော့အဲ့ဥစ္စာလေးထည့်ပေးတာအဲ့လေးတော့ပိုင်းတယ်ဒီမှာဘာလဲဆိုဘယ်ဥစ္စာမှမပါဘူးဒီကောင်မှပါတယ်ဆိုတော့စူးပြရမှာဆိုတော့ဟောဆိုလေဒီမှာတော့ပိုင်းအောင်ခုနောက်ပိုင်းဖက်နက်တွေကတခုထူးကြစီပါလေဟာပန်းအောင်ကျူထည့်ပြီးတနေ့ရမှာပန်းအောင်လာပြီလားဘာလို့လဲမသိဘူး
လူရပန်းအောင်ရမ်းကြိုက်နေကြတာလေရမ်းစိတ်ဝင်စားလာပန်းအောင်ပိုင်းပေါက်လာလားမသိဆိုတော့အဲ့တော့မသိအဲ့လိုထဲအရောင်နဲ့ရောင်ပါတယ်သူ့ရဲ့ဒီမှာအစိမ်းအောင်ပါတယ်ပန်းအောင်ပါတယ်ပြီးတော့ခဲလေးပန်းအောင်ပြောထားလို့ပန်းအောင်မပါဘာလို့လဲမသိပန်းအောင်အမြင်ပါဆိုတော့ဘာလို့မှလာတော့ဘလို့မပြောတာကိုကြမ်းကြမ်းလေးတော့အတိမလုံးအောင်ပြောင်းချွေးမဟုတ်ဘူးကွာတော်တော်လောက်ပေးထားတယ်ပြီးတော့အထဲထဲမှာဒီအထဲထဲမှာသူ့ရဲ့ logo ပါမယ်ဒီမှာမစင်းစားတာဘူးခင်းအောင် box နဲ့ထည့်ပေးတာသူ့ရဲ့ဒီ special box နဲ့ထည့်ပေးတာလေလုံးအောင်ဟောperfect ဖြစ်သွားမယ်နော်သူ့ logo လေးကသူ့ logo ကမိုက်တယ်သူ့ရဲ့ကိုယ်ပိုင် logo ပေါ့နော်ဒီမှာတော့ငှမ်းမွေးနဲ့ကို crossing လုပ်ပေးတာဆိုပိုင်တော့ပိုင်မယ်နော်ဆန္ဒဖွင့်နေ coffee လေးတောက်ချင်ပါ coffee လေးတောက်ဖြော်လိုက်ခုနက coffee လေးတောက်ဖြော်တာအမြင်မပြဘူးအဲ့နောက်ပဲရှုပ်သွားနေကိုရ coffee တမ coffee တောက်တာနော်ကျန်မတောက်ဘူးနော်ဒီလောက်ပဲ I'm done